ဘက်ထရီဖောင်းသွားတာတဲ့လဲတိုင်းအဲ့လိုဖြစ်ပါတယ်တဲ့ဘယ်လိုလုပ်ရင်ရမလဲဖြည့်ပေးပါလားတဲ့โอเคဒီမိကုန်းကတော့ကျွန်တော်အရင်တချို့ပို့စာတွေမှာလည်းကျွန်တော်မိကုန်းတွေမှာလည်းကျွန်တော်ဖြည့်ပြီးသားပြောပြီးသားဖြစ်ပါတယ်ဒါပေမဲ့ဒီဘက်ထရီဖောင်းနေစေမိကုန်းဥတီဖြည့်ရတာမဟုတ်ဘူးเนาะ charging မိုင်းနဲ့ပတ်သက်တဲ့မိကုန်းတွေကိုကျွန်တော်ဖြည့်ထားတာဖြစ်တယ်ဒါပေမဲ့ဒီမှာကျွန်တော်ဖြည့်ပေးပါမယ်เนาะဟုတ်ပြီဘက်ထရီလဲတယ်ဖောင်းသွားတယ်ထက်လဲတယ်ထက်ဖောင်းနေပေါ့เนาะဒါကကျွန်တော်ကအဖြေကရိုးရိုးရှင်းရှင်းလေးပါပဲဘက်ထရီဖောင်းနေဆိုကြတဲ့ကကျွန်တော်တို့က99ရာခိုင်နှုန်းဘာဖြစ်ချက်လဲဆိုတော့ကျွန်တော်တို့ဒီဒိုင်းအုပ်ကနေပြီးတော့ဘက်ထရီစီကိုအားသွင်းတဲ့ချိန်မှာအားသွင်းတဲ့ဘိုးရိတ်over ဘိုးရိတ်ဖြစ်တာပေါ့နော်ပုံမှန်ဆိုတော့ဘက်ထရီတစ်လုံးက12ဘို့ဘက်ထရီလို့ကျွန်တော်ပြောကြတယ်ဒါပေမဲ့အားပြည့်နေစနစ်တဲ့သမ973ဒီလိုရှိပါတယ်เนาะ73ဘို့ဝန်းကျင်ရှိတတ်ပါတယ်73ဘို့တချို့73သမ9ပေါ့ဗျာထားပါတော့အိုးရဲ့အားအခြေအနေပေါ်မူတည်ပြီးတော့ဘို့ဟာ12ဘို့မှာတော့မရှိနေပါဘူး12ဘို့အထက်ရှိပါလိမ့်မယ်73ဘို့14ဘို့ပေါ့ဗျာအစားရှိမယ်အိုးရဲ့အားအခြေအနေပေါ်မူတည်ပြီးဘို့အားနည်းငယ်ပြောင်းလဲမှုရှိနိုင်တယ်အဲ့တော့ဒိုင်အိုကနေပြီးတော့ကျွန်တော်12ဘို့ဘက်ထရီကိုအားသွင်းမှာဖြစ်တဲ့အတွက်12ဘို့နဲ့တော့သွင်းလို့မရဘူးဘယ်နှဘို့နဲ့သွင်းရမှာလဲဆိုတော့ခဏက12ဘို့အထက်မြင့်နဲ့နော်73ဘို့73.5ဘို့14ဘို့အလုံးအကျွံအလုံးဆုံးဗျာ14.5ဘို့အဲ့လောက်ထိသွင်းပေးပါတယ်ဒါကပုံမှန်ကောင်းမွန်တဲ့ဒိုင်အိုတစ်လုံးကလှုပ်ဆောင်တဲ့အားသွင်းဘိုးရိပ်ပါနော်ကျွန်တော်12ဘို့ပဲသွင်းမယ်ဆိုတော့ဘက်ထရီကိုအားပြည့်မှာမဟုတ်ဘူးဗျဘက်ထရီက12ဘို့ပဲရှိနေပါပေါ့ဗျာတကယ်တော့12ဘို့ပဲရှိနေအိုးတစ်လုံးကို12ဘို့ထဲကြော်တဲ့ဘို့နဲ့သွင်းမှသူကအားပြည့်လာမှာပေါ့နော်အဲ့တော့12ဘို့ထဲကြော်ပြီးတော့သွင်းပေးရပါတယ်ဒါတချို့သောဒိုင်အိုတွေရဲ့ error ကဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အားသွင်းတဲ့ဒိုင်အိုကနေပြီးတော့ခုနကနေ73ဘို့14ဘို့မကပါပဲနဲ့15 16 19 18 19 20ပေါ့ဒီလိုဘို့တွေကအားသွင်းပါတယ်အဲ့လိုဒိုင်အိုတွေရှိပါတယ်ဒါကတော့ဒိုင်အိုရဲ့ပြဿနာပေါ့ဒိုင်အိုကနေပြီးတော့အားသွင်းလွန်တယ်ပြောရမှာပေါ့နော် over ဘို့တွေဖြစ်တယ်ပုံမှန်ထိမ့်ပြီးမသွင်းနိုင်တော့ဘို့ကျွန်းတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကဘက်ထရီကခံနိုင်ရည်မရှိတော့ဘူးဒီနေ့တက်မနေ့ပြန်ဖောင်းတော့မဟုတ်ပြီမဲ့လို့10ရက်15ရက်တလအတွင်းမှာဖောင်းတယ်ဒါပေမဲ့ကျွန်တော်ပြောတာကမိကွန်းကမျိုးမျိုးပြောလို့ရသေးတယ်ဒီနေ့တက်တယ်ဗျာနောက်တရက်နေ့နေဖောင်းသွားမျိုးလည်းရှိတတ်ပါတယ်ဒါကဘယ်လိုလူလဲဆိုကျွန်တော်ဘက်ထရီကိုတက်တယ် highway ကိုတောက်ချောက် non stop သွားတဲ့ဆိုင်ကယ်ဒီမှာဆိုဖောင်းပါတယ်ဘာဖြစ်လို့သူကခုမနေ့ခင်းကနေကျွန်တော်ထွက်သွားတယ်ဗျာထွက်သွားတဲ့အချိန်မှာကျွန်တော်တို့ဟိုမှာခီးတစ်ခုသွားတယ်ညနေမှရောက်မဲ့ခီးဒါဆိုတနေ့ကုန်ဆိုင်ကယ် run နေရစီးနေတယ်အဲ့အချိန်မှာကျွန်တော်တို့ကတနေ့ကုန်နေခင်းလည်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကသူ့စီကနေပြန်သုံးတာကမရှိဘူးရှေ့မီလည်းမထွန်းဘူးအဲ့ချိန်မှာကျွန်တော်ကဘက်ထရီကိုစီပဲချာဂျင်ကဝင်နေတယ်ဝင်တဲ့ချာဂျင်ကလည်းခုနလိုမျိုး12ဘို့13ဘို့14ဘို့မကပါပဲနဲ့ခုနလို16တွေ18တွေ20တွေဝင်နေရဖြစ်တဲ့အတွက်ဒီနေ့တက်သွားမနေ့ပြန်လဲဖောင်းသွားနိုင်ပါတယ်အဲ့လို highway သွားတဲ့ဆိုင်ကယ်တွေမှာတော့ဒါဆိုမိတ်ဆွေကြီးကိုဘက်ထရီကိုဖောင်းခြင်းကိုဒီစိတ်နားလည်မယ်လို့ထင်တယ်မိတ်ဆွေကြီးကိုဟာတော့ကျွန်တော်တို့တိုင်အုပ်အမျိုးအစားကောင်းတာ40ခြင်းနဲ့နောက် 1% တော့ဘက်ထရီကိုဖောင်းခြင်းပုံစံပြည့်ခြင်းကနောက်တစ်မျိုးရှိပါသေးတယ်ဗျာကျွန်တော်တို့တချို့သောဆိုင်ကယ်တွေမှာဝါရင်းပိုင်းပေါ့နော်ခုနကဘက်ထရီအနီအောင်ကျိုးအကြီးကနေပြီးတော့တနေရာကနေပေါက်ပြီးတော့စီးရင်ပြူနဲ့ဖရိနဲ့ထိသွားမျိုးတွေဖြစ်တတ်ပါတယ်ကျွန်တော်အကျွေးကြုံပေါ့နော်အဲ့လိုဖြစ်ရင်လည်းဘက်ထရီတွေကခဏလေးပူကျက်ပြီးအားကုန်ပြီးတော့ပုံစံပြတ်တတ်ပါသေးတယ်နော်ဒါဆိုနားလည်ပါပါ